ကိုအထောက်အကူမှာအချင်းမပြုတဲ့စောကြီးတိုက်ပြည်သူတွေစာပတ်ရှင်ညစ်တဲ့ကွယ်တော်ကိုကြောက်ရွံ့လာကြတော့ကောင်းသေးရှိကြည့်နေကြတယ်ရှေးဝလာအဖရိကများကဘာတိကြောကြောင်းနဲ့မဟာပဝိရှင်များနဲ့ဘာတိဝေဒနာစုပေါင်းလေတရားတော်အမတ်ပေတိုင်းကိုကြည့်နာရှေးလို့ပန်းလို့ပြေးပြီးရောင်မချွေကြပန်းလို့ချွေနေကြပါလေလို့ဥစွာဗြဟ္မနှုတ်ကွန်းသတာဂါရပြုရပါရဲ့ဗျာဒီကမာရမပြင်းများတင်ကြနေတဲ့ရွှေရောင်မပြပြတဲ့ကျုံလေးတောက်ပါနေတဲ့တော်ရိန်သာနဲ့ပြေပေါ်ကဖြစ်လာတာလို့ဖြစ်ပြီးကျုံကြီးကရှောမောသဘောကမတော်သူအပြောင်းရှုရှုလေးတွေပေးတတ်တယ်ကျွန်တော်အကြောင်းတော့မောင်အောင်လူရပဲဖြစ်ပါရဲ့ဗျာဒီနေ့ရှင်းကြတော့ကြပါလိမ့်ရဲ့ကောင်းစဉ်ကတော့အနာဂတ်လာပါဖို့စာဖတ်ကြပါသောဆိုရဲကောင်းတဲ့ကျွန်တော်ဒီနေ့ရှင်းကြသွားမှာပဲဖြစ်ပါရဲ့ဗျာဟုတ်ကဲ့ပါဗျာကျွန်တော်တို့လူသားတွေအောင်ဆိုလို့ရှိရင်အနာဂတ်မှာပြင်ထိုးကြတဲ့ဘို့ကျွန်တော်တို့အနာဂတ်မှာကျွန်တော်တို့ရေမှန်းထားတဲ့ရေမှန်းချက်တွေပြေဝဖို့အတွက်ဆိုရင်စာဖတ်ကြမှာပဲဖြစ်ပါရဲ့ဗျာလူရေအကျဉ်းနဲ့ကိုကြောက်ရွံ့ကြောက်ဆွေးကိုကြည့်နေနိုင်ပါရဲ့လူမျိုးချင်းမျိုးရဲ့ဘဝအစဉ်တိုင်းကိုတော့စာပေစိတ်နဲ့ကိုကြည့်နေနိုင်ပါရဲ့စာပေအားဆိုရှင်ကျွန်တော်တို့လူသားတွေအတွက်နေမေပမာထွန်းအောင်စီနိုင်ပါရဲ့လာမေပမာအေဂျင်စီနိုင်ပါရဲ့လေရင်ပမာလည်းပို့ဆောင်ပေးနိုင်ပါရဲ့လက်နက်ပမာလည်းချမ်းမြလာပါရဲ့ဗျာဒါကြောင့်စာပေအားဆိုရှင်ကျွန်တော်ရဲ့ခေတ်အခြေပုံနဲ့ဖြစ်ပါတယ်။နာမည်ကျေနာတော်ဒီညရဲ့အလောက်ဆိုရင်ကဲလို့ကျွန်တော်ရဲ့ဘဝရဲ့အလားကအသိဉာဏ်လေးဖြစ်ပါတယ်ဗျာ။အသိဉာဏ်မြန်မာရဲ့အတွက်ကျွန်တော်တို့စာအုပ်စာပေညစာကိုဖတ်ရှုနေတာပါပဲဖြစ်ပါတယ်ဗျာ။ဒါကြောင့်ကျွန်တော်မှာဆိုရှင်အနာဂတ်လာပါလို့စာအုပ်စာပေညကိုဖတ်ရှုရမှာပဲဖြစ်ပါတယ်။ကျွန်တော်တို့လောကမှာဆိုရှင်အကြောင်းအရာမှန်မှန်ဥဒ္ဒညစာအုပ်စာပေတွေရရှိနိုင်ပါတယ်ဗျာ။စာအုပ်စာပေတွေမှာဆိုရှင်ခမင်းရှန်လေးရှန်လေးအကစားလုံးလေးချတ်ကိုအသားရှိတဲ့အရာလောကီလောကစရာစတဲ့အကြောင်းအရာပြပြကိုလည်းလေ့လာနိုင်ပါပဲဖြစ်ပါရဲ့ဗျာဒါကြောင့်ဆောင်းကျွန်တော်တို့ဘဝရဲ့နောက်တော့ကောင်းမှုလုပ်ပါရဲ့ဗျာဒါကြောင့်ကျွန်တော်ရဲ့